ကဲဒီနေ့ကျွန်တော်ခတ်မိုက်အိမ်တစ်လုံးနဲ့ကျွန်တော်ချစ်မိတ်ဖေများကိုကျွန်တော်မိတ်ဖက်ပေးမယ်ဒါကတော့ကျွန်တော်ပြည်ဦးတွေမျိုးရက်ွက်ကြီးစနစ်ရေချမ်းအိုးမှာတည်ရှိတဲ့အိမ်ကြီးအိမ်ကောင်းကြီးဂျားထဲမှာတည်ရှိတဲ့အိမ်လေးတစ်လုံးနဲ့ကျွန်တော်ချစ်မိတ်ဖေများကိုကျွန်တော်မိတ်ဖက်ပေးမှာဖြစ်ပါတယ်နော်ဒီအိမ်ကတော့မိသားစုများနော်အဲ့လိုလူတွေဆိုရင်ပို့ပြီးအဆင်ပြေလိုက်မယ်အိတ်ခန်းက master bedroom ဘုံခန်း single နှစ်ခန်းစုပေါင်း5ခန်းပါတယ်နော်အိတ်ခန်း5ခန်းအထက်ဧကန်ကတော့ပေါ်တဲ့အောက်ထပ်ပါတယ်နော်ကျွန်တော်အတွင်းထဲမပြခင်ကျွန်တော်ဒီအပြင်ရဲ့ချန်ပီကျယ်ဝန်းပြောချင်ပါပေက460အရှိလက်ဖြစ်မယ်နောက်ကားတော့ဒီမှာ2စီး3စီးလောက်တော့ထိုးလို့ရမှာပေါ့လေဂျင်မီဖုန်နေရမယ်နော်အိမ်ကောင်းတယ်နော်ဈေးတန်းလေကြေချမ်းဦးမှာနားထောင်လို့ကောင်းတဲ့ဈေးတန်းတစ်ခုနဲ့ဖွင့်ထားတဲ့အိမ်တလက်လေပြောစရာမလိုအောင်ဒီဘက်လှပ်ပါတဲ့ဒါတော့ကျွန်တော်တို့ပထမတဲ့ဧကန်ရှိပါတယ်ဧကန်လေးကကြည့်လိုက်လှပါလေမီးပိုင်းတွေကကတ်စားဘာမှကိုပြောပြမလို့ခိုထားတာပြုတ်ထားတာဘာမှမရှိဘူးအောက်ကလည်းပကီကင်းပြီးပါနော်ဧကန်လေးချစ်စရာလေးအိမ်လေးဒီဘက်မှာတစ်ဖက်သေးအဲ့တော့ဒီဘက်မှာမီးဖို့ကန်ကလည်းကြည့်လိုက်မီးဖို့ကန်အယောင်လေးကထူးဆန်းနေနောက်ဖုံးပေါ်ဟိုကျွန်တော်တို့ဖုံးရောင်ဖြစ်နေနောက်မီးဖို့ကန်လည်းကျွန်တော်ကြဲဝန်းလေးမီးဖို့ကန်ရဲ့ဒီဘက်တစ်ဖက်ထဲမှာကျွန်တော်အများပုံအိမ်ပါယူကန်ဒါကကျွန်တော်တို့ဒီအောက်အိမ်ကမြေအောက်ထက်လည်းပါပြီမြေအောက်ထက်မှာလည်း master bedroom တစ်ခန်း single တစ်ခန်းပါအောင်မယ်နော် single ခန်းပါအောင်မယ်ဒါကတော့ကျွန်တော်တို့ဒီဘက်မှာပထမတက်ရဲ့ဒါကျွန်တော်တို့ဟိုပါပေါ့ master bedroom ခန်းလေးဒီဘက်မှာလည်းဝရန်နာလေးပါပြီနော်လာကျွန်တော်လည်းမြေအောက်ခန်းလေးကိုကြည့်အောင်မြေအောက်ခန်းလေးကလည်းခန်းလေးဖွင့်ထားဒါကျွန်တော်တို့မြေအောက်ခန်းလေးဖြစ်ပါတယ်မြေအောက်ခန်းလေးကလည်းကြဲဝန်းလေးပဲဒီဘက်မှာလည်းပစ္စည်းတွေထားလို့ရမယ်เนาะဒီဘက်မှာလည်းဒါကတော့အိတ်ခန်းလေးပေါ့เนาะအိတ်ခန်းရဲ့ဒီဘက်မှာကျွန်တော်အပြင်ထွက်လို့လည်းရမယ်เนาะဒီမှာတကားလေးပါဒီဘက်မှာလည်းပြင်နောက်ဝေးထွက်ပါပေါ့လေเนาะဒီမှာလည်းအိတ်ခန်း single room လေးဒါလေးလည်း single room ခန်းလေးเนาะဒါလေးကတော့ဒီခန်းလေးကတော့ကျင်းတယ်ဒါပွင့်လေးပဲပြတာခန်းလေးကကျင်းတယ်ဒါတော့အများပုံအိမ်မှာရေချိုးခန်းမြေကြီးတဲ့မြေအောက်ခန်းရဲ့အများပုံအိမ်မှာရေချိုးခန်းပေါ့ဘုံပေါ့နော်ဘုံအိမ်မှာရေချိုးခန်းပြီးတော့ဒီဘက်မှာကျွန်တော်တို့ master bedroom ခန်းဟော master bedroom ခန်းကလည်းအကျယ်ကြီးပဲကြည့်ဒါဟိုကတော့မြေအောက်ခန်းနော်မြေအောက်ခန်းရဲ့ master bedroom ဒီဘက်မှာလည်းထွက်လို့ရနော်ဒီမှာဟုတ်ကဲ့ခန်းတော့အကျယ်ကြီးပါဒါကျွန်တော်ဒုတိယတဲ့ရဲ့ဧကန်နော်ဒုတိယတဲ့ဧကန်အကျယ်ကြီးပဲဒါဒုတိယတဲ့ရဲ့ကျွန်တော်တို့ဒီခန်းတော့ကြိုက်ဆုံးပဲကျွန်တော်ကတော့ဘာလို့ဆိုတော့ဒီမှာဒီဘက်ကိုပြလိုက်ဒီမှာတစ်ချက်လောက်ကြည့်လိုက်အမပြည်ဦးလွင်တစ်မျိုးလုံးကိုမြင်ရတယ်ဗျာဒီအိမ်ကနော် view ကတော့အရန်ကို perfect ကောင်းတာဒီအခန်းလေးကအိမ်တိန်လုံးတော့ view အရန်ကောင်းတယ်ပြီးတော့အိမ်ကောင်းကြီးကြားထဲမှာပဲလေဆိုတော့လေနော်ဒါကျွန်တော်တို့ဒုတိယတက်ရဲ့ master bedroom ခန်းကျယ်ကြီးဖြစ်တယ်ဒီခန်းလေးကကျွန်တော်တို့ဝရဏဟိုဘက်ဒီဘက်ပါတယ်ဒီဘက်မှာလည်းဝရဏလေးဒီမှာဒါတော့အရှိဝရဏလေးပေါ့ဗျာနော်အရှိဝရဏလေးဒီမှာမျက်နှာပြေဖို့ပေးပင်ပါညာပေါ့နော်အဲ့ဒါလေးပါကဲဒီအိမ်ကြီးကိုခေါ်ဆိုထားတဲ့ဈေးတော့ဘယ်လောက်လို့ထင်လဲဒီအိမ်ကြီးကိုခေါ်ဆိုထားတဲ့ဈေးကအကျပ်သိန်း9200နဲ့200ကိုရှော့တင်းရှိသေးတယ်ဗျာနော်ဟုတ်ကဲ့ဒီအိမ်ကြီးကိုစိတ်ဝင်ပါရင်ကျွန်တော် Cherry မျိုးတော့အိမ်ချမ်းမြေဖုန်းနဲ့ပဲ0999 688 4495ပဲ268ကိုဆက်ရဖုန်းပန်းဝယ်ယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်